မင်္ဂလာပါ Eldoroffice ကူမှာပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုမှာပါမယ့်အကြောင်းအရာကကြတော့ဗျာခက်မလို့လို့နဲ့လွယ်တဲ့ပြင်မှာတော်တော်များများလဲတီးကြမဲ့နီလန်လေးတစ်ခုပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီလိုမျိုးကျွန်တော်တို့ဒီ CNC cutting panel တွေကိုဗျာ modeling မဆွဲဘဲနဲ့မြန်ဆန်လွယ်ကူ material နဲ့ဖန်တီးတဲ့နီလန်လေးပေါ့နော်ဆိုတော့တော်တော်များများတီးတယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့နော်အဲ့တော့ဒီဟာအပြင်ကိုမှကျွန်တော်အဲ့လို material နဲ့ဖန်တီးပြီးသွားတဲ့အခါမှာထွက်လာတဲ့ result ကိုမှပို့ပြီးတော့ realistic ဖြစ်အောင်ပို့ပြီးတော့ကြည့်လို့ကောင်းဘယ်လိုထပ်လုပ်လို့ရမလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာအဓိကထားပြီးတော့ပြောပြခြင်းတယ် okay ဒါပေမဲ့မသိသေးတဲ့သူတွေလည်းရှိကောင်းရှိနိုင်သေးတဲ့အတွက်ကြောင့်အရင်ဆုံးအနေနဲ့ကျွန်တော် material ဘယ်လိုလုပ်လို့ရတယ်ဆိုတော့အရင်ရှင်းပြပေးမယ်ဆိုတော့သိပြီးသားသူတွေကတော့ကြော်သွားလိုက်လို့ရတယ်ပေါ့နော် okay ဆိုတော့ဒီလိုမျိုး CNC cutting လုပ်ထားတဲ့ panel တွေဆိုတာကဗျာကျွန်တော်တို့ဒီ interior တွေမှာ partition တွေနဲ့လည်းတုံးလို့ရတယ်လို့ exterior တွေမှာဆိုရင် facade design တွေနဲ့ပါကျွန်တော်တို့အသုံးချလို့ရတယ်အဲ့တော့ဒီလိုမျိုးရှုပ်ထွေးတဲ့ pattern မျိုးတွေကိုဗျာကျွန်တော်တို့က detail modeling တွေမဆွဲကျင်တော့ဘူးချိန်တွေအများကြီးမပေးကျင်တော့ဘူးသို့မဟုတ်ဆွဲကျင်တော့မှ polygon counts ကအများကြီးတက်လာလို့ကိုယ့်ရဲ့ဆက်ကမနိုင်တော့လို့ short ချခြင်းတယ်ဒါမျိုးတွေဆိုရင် material ဖန်တီးကြလေเนาะ okay ဒါဆို material အနေနဲ့ဆိုရင်ကျွန်တော်တို့က map property တစ်ခုကိုနားလည်ရပြီအဲ့တော့ဘယ် software မှာပဲဖြစ်စေเนาะ V-Ray မှာပဲဖြစ်စေ D5 မှာပဲဖြစ်စေဘာမှာပဲဖြစ်စေဒါကတော့လက်ရှိနာမည်ကြီးနေတဲ့ software တွေကိုထည့်ပြောလိုက်တာပေါ့เนาะအဓိကတော့ကျွန်တော်တို့ opacity ဆိုတဲ့ property တစ်ခုကိုနားလည်ရပြီဆိုတော့ဒီပုံရကျွန်တော်အရင်ရှင်းပြမယ်ဆိုရင်ဗျာဒီလိုမျိုး laser cutting ပဲဖြစ်ဖြစ် CNC cutting လုပ်လိုက်တဲ့ဒီလို area တွေပေါ့ပြောရရင်ဖြတ်ချလိုက်တဲ့ဖောက်ထုတ်လိုက်တဲ့ area တွေဒီကျွန်တော်ရဲ့ texture မှာဆိုရင်အမဲအောင်ဖြစ်ရမယ်ဒီကြံခဲ့တဲ့မျက်နှာပြင်တွေအားလုံးဒီအဖြူအောင်ဖြစ်ရမယ်အဲ့တော့ black and white map ဖြစ်ရမယ်เนาะဆိုတော့ကျွန်တော်ဒီမှာတော့လွယ်ကူ Google ကနေ download ဆွဲထားတဲ့ sample လေးဆိုတော့သူဒီကောင်ကဒီ pattern ပေါ့เนาะကျွန်တော်လိုချင်တဲ့ design pattern ဒီအဖြူအောင်ဖြစ်မှာဖြစ်ပြီးတော့ဒီ cutting လုပ်လို့ရမယ့် area เนาะဒီ area တွေကိုကျွန်တော်အမဲအောင်ဖြစ်ရမယ်ဒါဒီပထမဆုံးအရေးကြီးတဲ့အချက်အဲ့တော့ကိုယ့်ဘာသာကို custom shape တွေပေါ့เนาะခြားတချို့လူပုံစံတွေဒါမှမဟုတ်လေ logo icon တွေဘာတွေညာတွေပဲဖြစ်စီပေါ့เนาะဒါတွေကိုလည်းကိုယ့်ဘာကို customize ဖန်တီးလို့လည်းရတယ်လို့internet ပေါ်ကနေလည်း download ဆွဲလို့ရတယ်ဒါအပြင်မှာအဲ့လို showroom တွေဒီစက်ရုံတွေမှာလည်းပဲ catalog တွေရှိတယ် PDF file တွေပါရခဲ့ရင်တော့အဲ့ဒါကိုမှသူရဲ့ catalog PDF ထဲကမှဒီအားတွေကိုဒီ pattern ပုံတွေကိုဖြတ်ထုတ်ပြီးတော့ပြန်ပြီး edit လုပ်သုံးလဲရတယ်ဒါဆိုပိုကောင်းတာပေါ့နော် okay ကျွန်တော်တို့အဲ့ဒီအကြောင်းအရာတွေကိုအဓိကထားပြီးမပြောတော့ဘူး material ဘယ်လိုဖန်တီးမလဲဆိုတာကိုပဲရှင်းပြလိုက်မယ်စလိုက်ကြတော့အရင်ဆုံးကျွန်တော်ဒီမှာ sample scene လေးတစ်ခုဖန်တီးထားတယ်ပေါ့နော်ဒါတော့အဟောင်းပါဒီပုံရဲ့မူရင်းကတော့ကျွန်တော်တို့ဒီမှာဒီ glass ပေါ့နော်မှန်တကားနဲ့ fix ကိုကာထားပြီးတော့ shower area နဲ့ဒီဘက်က dry area ကိုခြားထားတာပေါ့နော်ဒါမဲ့ကျွန်တော်ဒီမှန်နေရာမှာကျွန်တော်အဲ့ဒီ CNC pattern လေးနမူနာအစမ်းလောက်ပြမယ်ပေါ့နော်ဆိုတော့လက်ရှိမှာတော့ကျွန်တော်ဒီမှာကြိုပြီးတော့ material ကိုဖန်တီးထားတယ်စတီးပြားအောင်မှာရွှေရောင်လေးပေါ့နော်နည်းနည်းကြည့်လို့ကောင်းပါဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကအရင်ဆုံးသိထားဖို့လိုအပ်တဲ့အချက်ကပါလဲဆိုတော့ဒီကျွန်တော်တို့အသုံးပြုမဲ့ model ဒီကျွန်တော် material ခဏဖြုတ်ပြမယ်နော်ကျွန်တော်တို့အသုံးပြုမဲ့ model ဒီ single surface ပဲရှိဖို့လိုအပ်တယ်ဆိုတော့ဒီနေရာမှာ surface လို့ပြောတာเนาะကျွန်တော်တို့ဒီ plane ပြားဒါဆိုကျွန်တော် plane ပြားပဲဆွဲတာဒီလိုမျိုး polygon တွေပေါ့เนาะမျက်နှာပြင်တွေအများကြီးရှိတာမရှိတာအရေးမပါဘူးကျွန်တော်တို့လုပ်မဲ့ area အတိုင်း single surface ပူနေလို့မရဘူးဒူးပါနေလို့မရဘူးဥပမာ share လုပ်လိုက်ရင်ရောရလား CNC material တွေဒီအပြင်မှာကျွန်တော်တို့သုံးမဲ့ material ပေါ်လိုက်ပြီးတော့ကိုကဘယ် material cutting လုပ်မှာလဲဥပမာစတီးပြားကို cutting လုပ်မှာလားတစ်သားပြားလားအလူမီနီယံလားဖြစ်နိုင်တယ်အများကြီးရှိရလေเนาะဆိုတော့အဲ့ကြတော့သူတို့ရဲ့ material ကိုလိုက်ပြီးတော့အထူပါးတွေလည်းအစားရှိတယ်အဲ့ကကြတော့အထူထည့်လိုက်တာမကောင်းလားလို့ကျွန်တော်မေးစရာရှိမယ်မကောင်းပါဘူးအဲ့လိုအထူထည့်လိုက်ခြင်းအဖြစ်မျက်နှာပြင်ဒီအခြေမျက်နှာပြင်နဲ့ကြောမျက်နှာပြင်ဆိုရင်နှစ်ဖက်ဖြစ်လာတဲ့အခါမှာမျက်နှာပြင်ကကြောကက်ပြောင်းပြန်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဖောက်ထွင်းပြီးတော့မြင်ရတဲ့ material မျိုးလဲကြောက်သူတို့ရဲ့မျက်နှာပြင်နဲ့နောက်ကြောရဲ့ pattern တစ်ခုကဖောက်မြင်ရတော့ရောရှက်ကုန်ပြီးတော့ pattern မပေါ်တော့တဲ့ပြဿနာဖြစ်တယ်ဒါကြောင့်လုံးဝကျွန်တော်တို့ single surface တမျက်နှာပဲဖြစ်ဖို့လိုအပ်တယ်ဒါအရေးကြီးရယ်เนาะ okay ပြီးတဲ့အခါမှာတော့ဒါ material ကတော့ကိုသုံးချင်တယ်ခုနရှင်းပြရတယ်ဘယ်လို material မျိုးစားဖြစ်ချင်တယ်ဘာလဲဆိုတော့ကိုယ့်ဘာကိုကြိုက်တယ်လို့ဖန်တီးလိုက်လို့ရတယ်ဟုတ်ပြီเนาะအဲ့တော့
အဓိကရေးပါတာတော့ကျွန်တော်တို့ရဲ့ map property မှာဒီ opacity ဆိုတဲ့ map အဲ့ဒါလေးကိုကျွန်တော်တို့ဒီ texture black and white texture လေးထည့်လိုက်ရုံပဲဒါပဲเนาะအခြား software မှာဆိုလဲ opacity ပါပဲเนาะဒါဆိုကျွန်တော်တို့ကသူ့ကိုကတ်လိုက်မယ်ဆိုရင်ရပြီဘာမှမခဲရင်ကျွန်တော်တို့เนาะဒါကတော့လူတိုင်းကြီးပါတော်တော်များများတီးလောက်မယ်ဆိုတော့အတိုင်းတာပေါ့เนาะဒါကိုတော့ကျွန်တော်မတီးလောက်သေးတဲ့သူတွေရှိခဲ့သည်ရှိတော့တီးအောင်လို့ဒီမှာထည့်ပြီးတော့ရှင်းပြရတယ်ဆိုတော့ဒီလို pattern မှမဟုတ်ဘူးတချို့မြင်ရှိမယ်မြန်မာမှုကနုတ်ပန်းတွေပါတယ်ရှိတယ်အဲကြရင်ကျွန်တော်တို့ကကနုတ်ပန်းတွေကိုအဝေးကနေပြတဲ့အခါမှာလေမဆွဲတော့ဘဲနဲ့ဒီသူ့ရဲ့ shape ကိုပလိန်းများမှာကတ်တယ်ကတ်ပြီးရင်ဒီကနုတ်ပန်းရှိမဲ့နေရာကိုအဖြူအောင်ထားမယ်မရှိမဲ့နေရာကိုအမဲထားပြီးတော့ကျွန်တော် opacity ဖောက်လိုက်လို့ရှိရင်မသိကနုတ်ပန်းခြုံလေးတွေအလွတ်ထွက်နေတာတော့ပါအဲ့လိုမျိုးကျွန်တော်တို့လွယ်လွယ်ကူကူလုပ်ရရတယ်เนาะဒါပေမဲ့ပြဿနာပါလဲဆိုတော့ဆက်ပြီးတော့ကျွန်တော်တို့နောက်တစ်ဆင့်အနေနဲ့စဉ်းစားမယ်ဆိုရင်ဒီလိုမျိုး 2-point perspective ပုံစံပေါ့เนาะဒဲကြည့်တယ်ဒဲဆိုတာတဲ့ကျွန်တော်ဒီ CNC panel ကိုမျက်နှာချင်းဆိုင်မြင်တဲ့ view မျိုးမှာတော့တော်တော်လေးအဆင်ပြေတယ်။ဘာကြောင့်လဲဆိုတော့ကိစ္စမရှိဘူးလေမျက်နှာချင်းဆိုင်မြင်တာဖြစ်တဲ့ကြောင့်သူဒီဘလောက်ထူလဲဘလောက်ပါလဲဆိုတော့ကျွန်တော်တို့မမြင်နိုင်ဘူး။ဒါပေမဲ့ close up view တွေအနီးကပ်မြင်ရမယ်။သို့မဟုတ်အဆောင်မြင်ရမယ် view မျိုးကြရင်တော့နည်းနည်းလေးအဆင်မပြေတော့ဘူး။ဒါကအသေးစိတ်လှုပ်ချင်တဲ့အခါမျိုးတွေမှာပေါ့နော်။ဆိုတော့ဒီပုံကြည့်ရင်ကျွန်တော်သိတာတယ်နော်။အရန်ပါလှက်နေတယ်။စတီးပြားဆိုတဲ့ feeling ကိုကျွန်တော်လုံးဝမရအောင်။ဒါဒီထက်ထူတဲ့ဟာတွေတော့ရှိတယ်လीနော်။အဲ့တော့ထူကတော့အနည်းဆုံးကျွန်တော်တို့2 mili လောက်ကစပြီးတော့12 mili လောက်ထိရှိတတ်တယ်။ဒါတော့ material ပေါ်မတူဘူးလေနော်။ကွာနိုင်တယ်။ဆိုတော့ကျွန်တော်ကရေဘူးက4 mili လောက် sample လုပ်ပြမယ်နော်။အဲ့တော့ဒီပုံလေးကိုကျွန်တော်ခဏစေထားမယ်။ရှင်းကြည့်လို့ရအောင်နော်။စေထားမယ်။ပြီးတဲ့အခါမှာလုံနီးကတော့ဒါလည်းလွယ်ပါတယ်မခက်ပါဘူးเนาะပထမဆုံးကျွန်တော်လုပ်ဖို့လိုအပ်တာဒီ2 bars နေရာမှာကျွန်တော်တို့ကဒီ extra ဆိုတဲ့ဟာကိုရှိနေဖို့လိုအပ်တယ်အဲ့တော့ကိုးဆက်ထဲမှာမသုံးဘူးဆိုရင်တော့ဒီလွတ်နေတဲ့ area တနေရာမှာ right click extra ဒါလေးကိုအမှန်ချစ်ပြီးတော့ဆော်ပေးလိုက်ပေါ့เนาะဆိုတော့ဒီကောင်လေးရလိုက်မယ်เนาะဒါတော့ကိုထားခြင်းတဲ့နေရာမှာထားလိုက်ပြီးရင်ကျွန်တော်ဒီအစုံဆုံးမှာရှိတဲ့ cloud လေးကို left click ဖိပြီးတော့ဒီအပေါ်ဆုံးမှာရှိတဲ့ array ဆိုတာကိုခေါ်လိုက်အောင်ပဲဟုတ်ပြီเนาะဆိုတော့ကျွန်တော်ဒီ plane ပြားဒီဒါကျွန်တော် segment တွေပါတယ်ညာတွေမထည့်ထားဘူးလीเนาะ polygon ရပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒါရိုးရိုး plane ဆိုရင်တော့2 polygon ပေါ့เนาะ right click convert to poly ပြောင်းလိုက်ရင်တော့1 polygon ပေါ့ဒါဒီကျွန်တော်1လို့ပဲတတ်မှတ်လိုက်မယ်เนาะဒါဘာကြောင့်လဲပါတယ်မပြောတော့ဘူးเนาะ1 polygon okay ဆိုတော့ extra array မှာကျွန်တော်တို့ကထူရဲဆိုတာဒီ y direction 9 ထူမှာဟုတ်တယ်เนาะဆိုတော့ y direction 9 ထူမယ်ဆိုတော့ကျွန်တော်အထူရှည်ဆုံးမျက်နှာပြင်နဲ့နောက်ဆုံးမျက်နှာပြင်ဒီအစဆုံးဒီ4 mm လိုချင်တယ်အဲ့လိုကြရင်ကျွန်တော်တို့က instrumental ကိုသုံးလို့မရအောင် instrumental ဆိုတာတစ်ခုနဲ့တစ်ခုကြားပေါ့เนาะကျွန်တော်တို့ကအစနဲ့အဆုံးလုံးဝအထူဆုံးကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်ဒီညာဘက်ညာလေးကိုနှိပ်ပြီးတော့ total ဘက်ကိုသွားမယ် y direction ကျွန်တော်မြင်တာအောင်တော့ပြီးပြမယ်เนาะဒီ y direction မှာwireframe နဲ့เนาะ4 mm ထည့်လိုက်ပြီးရင်ကျွန်တော်ဒီမှာအရေးအတွက်အဲ့တော့မြင်ခြင်းလဲဆိုရင်တော့ preview လေးတစ်ချက်နေပေါ့เนาะအဲ့တော့ဒီလိုမျိုး flag ပြားတွေအများကြီးပေါ်လာဆိုတော့ကျွန်တော်တို့ဒီမှာကောင်းတာ10ဆိုတဲ့နေရာမှာဒီမှာတွေ့လား polygon ကောင်းဒီ10ပဲရှိမယ်ဒါနံပါတ်7နဲ့ကြည့်လို့ရနော်အဲ့တော့ဥပမာဗျာကျွန်တော်တို့အခု30ပဲထားနော်30အဲ့30ဆိုရင်တော့မှ poly ပမာဏ30ဆိုတာကျွန်တော်ရဲ့တကယ် project မှာဘာမှမဟုတ်လေနော်တိန်းနဲ့ချီပြီးရှိတဲ့ project အနေထားမှာဆိုရင် poly 30လေးဆိုတာဘာမှပြောပါလောက်စရာမရှိဘူးပေါ့နော်အဲ့တော့တောင်းရတာတန်ပါပဲဆိုတော့ကျွန်တော်ပြန်ကြည့်မယ် runner ချကြည့်မယ်ဟော okay နေလာမယ်နော်ပြီးရင်ကျွန်တော်ခုနကစိထားတဲ့ပုံနဲ့ကျွန်တော်တို့ရှင်ပြီးတော့ check လုပ်ကြည့်မယ်နော်ဘယ်လောက်กว่าလဲလို့ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာဒီပုံလေးကိုစေးလာအောင်နော်ပြီးတော့ဒါဒီကျွန်တော်တို့ရဲ့ထူထားတာဒါကမထူထားတာကြည့်မယ်နော်ဇုံးလေးချဲ့ပြီးတော့အဲ့ဒီတိုင်းကြည့်ရင်တော့တော်တော်လေးသိတာတယ်တလားဒီမျက်နှာပြင်မှာဘေးမှာဒုလေးတသေးလေးပါနေပြီနော်ဆိုတော့ဒီမှာကြည့်ရအောင်ဒါဒီကျွန်တော်တို့တာမန်ပုံမှန် material လို့ဆင်နေလောက်ထားတယ် CNC cutting panel ဒီဟာကကြတော့ကျွန်တော်တို့ရဲ့အခု extra သို့မဟုတ် array ပေါ့နော် array နဲ့ trick လောက်ထားပြီးအလွယ်ကူဆုံးနည်းလမ်းဖန်တီးထားတဲ့ပုံစံဒါဆိုကျွန်တော်အနီးကပ်ပဲကြည့်ဘေးတစ်စောင်းပဲကြည့်ဘယ်လိုပဲကြည့်
ပို့ပြီးတော့ realistic ဖြစ်သွားတယ်ပို့ပြီးတော့ကြည့်ရတာကောင်းပြီးတော့တဘာဝကျပါတယ်เนาะဆိုတော့ဒါကိုအဓိကထားပြီးကျွန်တော်ပြောချင်တာအရင်မခက်ခဲပဲနဲ့တော်တော်လေးကိုထိရောက်ရောက်အကျိုးရှိလုပ်လို့ရတဲ့နည်းလမ်းလေးဖြစ်တယ်ပေါ့နော်ဆိုတော့ဒါလေးကိုကျွန်တော်ဒီဗီဒီယိုမှာမျှဝေခြင်းမှာဖြစ်တယ်ဆိုတော့တခြားအကြောင်းအရာတွေကိုတော့ကျွန်တော်နောက်ဗီဒီယိုကမှဆက်တွေ့ကြတာပေါ့ကျေးဇူးပါ